တော့တဘာဝတောတောင် လူကောင်းတယ်ငါစုပ်လိုက်ရင်တော့က ဒါသနန်းနဲ့ပြစ်ချလို့ရတယ် ရွာသားတွေတော့မဆန်းဘူးပါ ကျွန်တော်လိုက်ခဲ့ဒီနေ့မှာတော့တဘာဝတောတောင်အလှတွေကိုကြည့်ရှိရင်းနဲ့တိရစ္ဆာန်လေးတွေကိုလည်းကြည့်ရှုရင်းကော်ဖီတောက်လို့ရတဲ့မောင်တိန်ဇူးလေးကိုရောက်နေတယ်ကားနဲ့ပဲလာလာဆိုင်ကယ်နဲ့ပဲလာလာပတ်ကင်အားကြက်ကြက်ဝန်းရှိတဲ့အတွက်အဆင်ပြေပါတယ်ဝင်ချင်းမှာပန်းညံရင်ရှိပေမဲ့အပြန်မှဝင်မယ်ထိုင်းနိုင်ငံလေယောင်နခွန်ပတ္တနာမြို့မှာတည်ရှိတယ်ထိုင်းလူမျိုးမဟုတ်တော့နာမည်ခေါ်ပြောတွေအမှားကောင်းမှားနိုင်တယ်အဲ့တော့ကွန်မန့်မှာဒီနေရာလေးရဲ့မြေပုံကိုတခါတည်းလင့်ချပေးထားလိုက်မယ်ကဲဆိုတော့အဲကိုအရင်စပြီးတော့ဝင်ကြည့်အောင်ဝင်ကြည့်ပါဘယ်လောက်ပေးရမလဲအဲမှာပြီးတော့ဘာတွေရှိမလဲဆိုတော့ကျွန်တော်လိုက်ခဲ့ အေးစေးလေးလာပါဆိုမိုးကရွာပြီမိုးကတော့အကျင့်မကောင်းကွာ ဒီကလစ်စုံထဲမှာဘာတွေရှိမလဲဆိုရင်ဒီမှာစင်တွေရှိမယ်မှာမြင်းကြားတွေချင်းသစ်တွေထိုင်းမြင်းတွေဘာညာမှာလိတ်တွေပေါ့နော်သူဒီထဲမှာရှိရလေးတွေကိုသူပြထားပေးတာပေါ့ကဲဆိုတော့အဲကိုဝင်ကြည့်အောင်นี่เท่าไหร่ครับ คนละค่ะดีก็ได้แค่ไหนว่าให้ไปปากของมัน อ๋อโอเคสแกนได้ไหมကြောက်တရားနှုံးပေးရတာပေါ့နော်ကဲကြောက်ကြာပေးလိုက်တော့ဒီလိုအစီလေးတွေပေးတယ်ဒါဝင်အောင်ဒီအစီနဲ့အပြားနဲ့ဒီကောင်လေးကိုဒီထဲကိုထည့်ရမယ်ကောင်းလေးကိုဒီထည့်လိုက်မယ်လဲလိုက်ပြီးဒီမှာတွန်းမယ်ဒါဆိုဝင်လို့ရပါပြီထဲကိုရောက်သွားပါပြီအဲ့မှာဆချင်းအနေနဲ့ဒီမှာတနက်ပြစ်လို့ရတဲ့နေရာရှိရနော်တနက်ပြစ်လို့ရတဲ့အယုတ်လေးတွေဒီဘက်မှာဆိုမြင်းတွေပြေးလွှမ်းဆောင်ကစားနေတာကိုတွေ့ရမယ်မြင်းတွေကမိုးရတော့ခုံပေါက်ပြေးလွှမ်းဆောင်ကစားနေကြမြင်းစီးခြင်းလည်းမြင်းစီးလို့ရတယ်မြင်းတစ်ခါစီးရင်100ဘတ်ด้านนอกสวนสัตว์มีอะไรบ้างရได้ก็มีการป้อนนมสัตว์นะครับ အဲ့ဒါချင်းမှာတော့မြင်းတွေကိုတွေ့ရမှာပေါ့ ให้อาหาร မြင်းတွေကမိုးရတော့ခုံပေါက်ပြေးလွှမ်းဆောင်ကစားနေကြဒီနေရာမှာကဒါတနက်ပြစ်လို့ရတယ်အယုတ်လေးတွေကိုဘောင်းဆိုပြီးတော့ဒါတနက်နဲ့ပြစ်ချလို့ရတယ်ဒီတနက်နဲ့ပြစ်တဲ့ဟာတခါပြစ်ရင်ဒီမှာ9ဘတ်တဲ့အဲ့ဒါရေးထားတယ်ဒီမှာ QR code နဲ့ scan နဲ့ပတ်စံပေးရတယ်ဒီမှာကစားမယ်ဆိုတော့9ဘတ်လားဒီမှာ QR ဒီလိုဝက်တွေကလည်းတစ်ချံလုံးသူ့ဟာနဲ့သူရှောက်ပြီးပြေးစော်ကစားနေတယ်ဒီမှာဆိုရင်တော့ဒီကောင်လေးတွေကိုတွေ့ရမယ်လူတွေလာတော့သူရောက်လာတယ်သူ့ကိုကျွေးမမွေးမမှတ်လို့ရပါကောင်းဟောဒီမှာစင်ကြီးလည်းရှိမယ်သူ့နှကောင်းမောက်ကြီးနဲ့ငါစုပ်လိုက်ရင်တော့ကအမွှေးတွေနဲ့ရအောင်ကဲတော့ let's go ရှေ့ကိုနည်းနည်းပတ်သွားကြည့်လိုက်အောင်ဒီရှေ့မှာရှောက်တန်းလေးရတယ်သူကလှတယ်နော်ဟို view လေးကို show ဒါဒီဘက်မှာလက်နှစ်ခွရှိတယ်ဒီဘက်ကိုသွားမလားနောက်ပြီးတော့ဒီဘက်ကိုသွားမလားဒီဘက်ကိုသွားလို့ရှိရင်ကျတော့ငါတို့ဆက်ဆက်ကြီးဝင်လာတဲ့ coffee ဆိုင်နဲ့ချိတ်ဆက်ထားတာအဲ့တော့ coffee ဆိုင်ဘက်ကိုပြန်ရောက်မယ်ဆိုတော့ငါတို့ကဒီဘက်ကိုသွားမှာမသွားရင်ရအောင်ဟိုမှာရအောင်ကြက်တွေလည်းရှိတယ်ကြက်တွေမွေးထားတယ်ကြက်ဥဖောက်ဖို့လာတယ်
ကြောက်လန်းလေးကတော့ဒီလိုလေးပဲဒီနေသားလေးကတော့သွားမှာပေါ့မိသားစုဝင်တွေအနေနဲ့ကလေးလေးပါရင်လည်းကြော်ဖို့ကောင်းတယ်ပြီးရင်ကစားကွင်းလည်းရှိရဟိုဘက်မှာတစ်ခေါက်လိုက်ပြအောင်ချစ်သူတွဲရလာရင်လည်းအဆင်ပြေတယ်။ဘာညာဒီမှာရှင်းတယ်ရှင်းတယ်ရှင်းတယ်ဒီဘက်မှာဆိုလဲ view က share ပဲ view ကောင်းတယ်ကြည့်လိုက်ကန်ရည်လေးပြင်းလေးတွေလည်းရှိတယ်ကျွဲတွေလည်းရှိတယ်ကျွဲတွေနွားတွေရွာသားတွေတော့ကတော့မဆန်းဘူးကွာဒါဒီကနေဆင်းသွားကြည့်မရှိမှဘာမှမရှိဘူးကျွဲတွေကျိုးချီထားတဲ့နေရာမှာပဲသူကအေးရကြောင်းမယ်ရေးစိတ်နေရေးစိတ်နေတဲ့ကျွဲနဲ့ဒုက္ခပေးလိုက်အောင်မယ်လာလို့ရိုက်ပါလေဆိုမှထွက်ပြေးသွားပြီကွာအော်ဒီကောင်ကတောတောင်လှတွေနဲ့လိမ့်ဆန်နေနဲ့အေးဆေးပါပဲလောက်လှကြည့်လိုက်ဘောကနေပြန်မသွားတော့အောက်ဘက်ကနေသွားကြည့်ဟာမုဇလေးရနဲ့ပြန်ကြတယ်ငါကောအဲ့လိုပဲတော့ကောင်းမှလောက်ထုလောက်လို့မရဘူးဝက်တည်းကနေရာနဲ့မှရှောက်ထွက်တာဒီစာကျွေးနေတဲ့အချိန်နဲ့ရောက်နေဒီเจ้าနေစာကျွေးဘယ်ချမ်းမှာဆိုရင်တော့မိချောင်းတွေကိုတွင်းမြင်ရမှာဖြစ်ပြီးဟိုဘက်ချမ်းမှာဆိုရင်တော့တော်နေစောင်းအော်တယ်ကွာစောင်းနန်းကြီးတယ်ဓမ္မယူတော့မှာတော့နဲတဲ့ကောင်ကြီးတွေမဟုတ်ဘူးမန်ဖီနေတာဟောဒီမှာနောက်တစ်ကောင်ကျေးဇူးပါဒီနားနဲ့မြန်မြန်သွားမှာဖြစ်မယ်ချင်းတဲ့ကမန်ဖီနေရခုံထွက်လာအောင်မယ်ဘာလဲနေလဲဟာဟောတော်နေဒီနာဒီအရေးရှိနေဒီမှာစားတော့သူတို့လည်းအစာတွေက ready made အစာတွေပဲဒီမှာဂျိုဂျိုနဲ့ဂျိုကောင်ဂျိုဂျိုဒီဘက်ကတော့လက်ရှိခေါင်းကြီးတို့ပေါ့ဒီဗရာမြင်းညာကြီးသူရှောင်းနေတာသူကဘာစားလဲသူတို့ကလည်းအဲ့လိုပဲအစာတွေက ready made အစာတွေပဲကျွေးတာဘာကတော့ငှက်အုပ်စုငှက်တွေဘာငှက်တွေလဲငါလည်းမသိဘူးခေါင်းတွေလည်းရှိတယ်
ဒီဘက်ကလိတ်တွေဟိုကောင်ဘာလုပ်နေရလဲဟိုလိတ်ကောင်းဒီကောင်းအကျင့်ကိုကွာဒါဆိုရင်တော့တလိမ့်ဆိုင်လေးတွေကတော့အကုန်လုံးကုန်တယ်လို့နီးပါးဖြစ်သွားပြီးတော့ငါတို့ကဒီဘက်အပေါက်ကနေပြန်ထွက်ကြပြန်ထွက်မှာမလို့ဒီဘက်အပေါက်ကနေဆိုတော့ခုနဟိုဘက်ငါတို့ခုနတက်သွားတဲ့ခြေကန်းနဲ့ဒီအပေါက်နဲ့တက်တက်ပေါ့နော်ဒီဘက်ပတ်လိုက်တဲ့သဘောမျိုးပေါ့အဲ့ထဲမှာခုနတလိမ့်ဆိုင်ကိုပတ်ကြည့်ရတာပေါ့ကဲလာအဲ့ဒါဟိုဘက်ကိုသွားကြည့်လိုက်ပါရှိဒီဘက်မှာဆိုရင်တော့ဒါကလေးပါတဲ့မိဘတွေအနေနဲ့လည်းတို့ကလေးလေးတွေကစားလို့ရအောင်ကလေးကစားကွင်းလေးတွေလည်းထားပေးထားတယ်ဒီမှာရထားတွေပါရှိမယ်ရှောတွေပါရှိမယ်တန်းတွေပါလည်းစီးလို့ရတယ်နော်ဒါကတော့အခုကလေးကစားကွင်းထဲမှာဒီဘက်ကနေပြီးတော့ကော်ဖီဆိုင်ကိုပြန်သွားဖို့တော့လမ်းတော့မရှိဘူး။ဒါဟိုဘက်ကပြန်ထွက်ပြီးတော့သွားမှရမယ်။သူကဒီမှာပိတ်ထားတယ်အုံနဲ့ရရင်နဲ့။အဲ့ဟိုဘက်ကပဲပြန်ပက်ပြီးတော့အပြင်ပြန်ထွက်မယ်။ဒီဘက်မှာဆိုရင်လည်းဒါလူကြီးတွေအဲ့အကြောင်းနားစားကိုကော်ဖီဆိုင်ရှိတယ်။ကော်ဖီဆိုင်တွေပါရှိမယ်။စားတော့လို့ရမယ့်နေရာလေးရှိတယ်။ဆိုတော့အဲ့အကြောင်းပဲပြင်မှာပဲထိုင်မလားအထဲမှာ air condition နဲ့ထိုင်မလားနှမျိုးလုံးထိုင်လို့ရဒီ coffee ဆိုင်နဲ့မှာဆိုလဲ decoration ကတော်တော်လေးလှတယ်။အဲမှာသူပန်းလေးတွေနဲ့လုပ်ထားတယ်ဒါဘို့အတွက်ဒီလိုခုံလေးတွေနဲ့ဓာတ်ပုံရိုက်လို့လဲလှတယ်။ဆိုတော့ဒီလိုနေရာမှာဆိုလို့ရှိရင် view ပါဗျာတကယ် share ဗျာ။ဟိုးမှာတောင်တန်းနေနဲ့လွင်ပြင်နေနဲ့ဖြတ်ကျော်ပြီးတော့ဒီမှာဆိုင်ဟိုးဘာမှဆိုလို့ရှိရင်လည်းဒါကားလမ်းရှိတယ်ကားလမ်းဝက်ကလေးတွေနေရာတိုင်းမှာရှိရဝက်ကလေးတွေစားတော့တွေကမျိုးစုံရမယ်ပီဇာတွေပါမှာစားခြင်းလည်းရတယ် spicy barbecue pizza new ရမှာ recommendation နော်ဒီမှာစားရည်လည်းစုံနေရတယ် European food လား Indian food လား Chinese food လား pork chop တွေ beef steak တွေ pizza တွေတမော်တီတောင်းတွေတုံရမ်းတွေခောက်ဆွဲကြော်တွေအားလုံးစုံနေရတယ်ဗျာjuice တွေအနေနဲ့အကုန်ရတယ် soda juice barberry juice lime juice fruit juice ပေါ့အကုန်လုံးရမယ်ဘုံရည်တွေပါရအောင်မဗျာဒီမှာနော်ရေခဲမှုပါညာလည်းရသေးတယ်ဆိုတော့အစားအသောက်တွေအနေနဲ့ကတော့ဒါတွေပေါ့ okay ငါးလေးတွေကိုလည်းတေချာကန်လေးတွေနဲ့မွေးထားတယ်ပင်လေးတွေအောက်မှာပေါ့ရွှေငါးလေးတွေအစုံမဲ့ငါးမျိုးစုံလေးတွေကိုယ့်ရဲ့မိသားစုတွေနဲ့ကိုဒီတိုင်းပဲအပန်းဖြည့်ခြင်းလို့ပဲဖြစ်ဖြစ်ကိုကောင်မလေးကိုကောင်လေးနဲ့ပဲလာလဲခြင်းလို့ပဲဖြစ်ဖြစ်ကိုအောင်တယောက်တည်းပဲကျွန်တော်လိုမျိုးလာရင်ပဲဖြစ်ဖြစ်ဘလို့လာဒီမှာအဆင်ပြေတယ်ပြီးတော့ခုနကကျွန်တော်ပြောလို့ဝေးကြီးကနေပြီးတော့ဟိုဝေးကြီးကနေဒီကူတကဒီနေရာတီးတက်လာရမယ်ဆိုရင်တော့မလာနဲ့ဒီချူပရီလေအောင်ထဲမှာပဲနေတယ်တွိုင်းလာရင်လည်းလမ်းကြုံနေဆိုရင်တော့ဒီနေရာလေးကတကယ်ဝင်တင်တဲ့နေရာလေးတခုဒါကျွန်တော်အကြံပေးခြင်းဆိုတော့ကျွန်တော်ရဲ့ page နဲ့ channel လေးကိုလည်း follow like လုပ်ခဲ့ပါဦးနောက်ဗီဒီယိုလေးမှာပြန်တွေ့မယ် bye bye